အားလုံးပဲမင်္ဂလာပါရှင်တနောင်သူ food vlog ကနေပဲကြိုဆိုပါရစေဒီနေ့ကတော့ကိုသီး channel မှာပေါ့နော်ငါဖလားရွက်တွေစီရိုးတွေသွားခူးပြီးတော့ကျမတို့နေ့လည်စာပေါ့နော်ချက်ပြီးရင်6နှစ်မှာပျော်ပါပါသွားစားကြမှာဖြစ်ပါတယ်ရှင်ကြည့်လိုက်အောင်နော်လက်ဆက်ဆိုင်လေးမှာတစ်ချက်ပေါ့ဒါပြီဒီမှာနီးနီးလေးဒါငါဖလားရွက်ပေါ့နော်ငါဖလားရွက်ဒါတုတ်စားရရတယ်တို့စရာလည်းကောင်းတယ်ဒီမှာနော်အေးရနေရတယ်မှာဆိုသူကပေါက်ဒါငါဖလောင်းရွက်ပေါ့နော်ခုနကတော့ကျမတို့တခုထားပါတော့အများကြီးပဲငါဖလောင်းရွက်ကတဝက်စာကြီးရိုးတွေငါဖလောင်းရွက်စီရိုးရောနေဒါတော့ကြက်သားချက်ပါပေါ့နော်ဒါငရုတ်ကောင်းလေးပေါ့နော်ငရုတ်ကောင်းထည့်လိုက်နော်ဒါမဆက်လာပေါ့နော်ပြီးရင်ဒါသူ့ရဲ့ဥသိမ်လေးပေါ့နော်ထည့်လိုက်နော်နော်စုံစည်းလေးထည့်လိုက်ရမယ်နော်တော့ငါဖလောင်းရွက်တုတ်မှာပေါ့နော်ငါဖလောင်းရွက်ပြုတ်ထားပါတော့ခုနကကျမတို့ခြံထဲမှာတော့ခူးထားတဲ့ငါဖလောင်းရွက်လေးပေါ့နော်ဖြူစီကြပါနော်ဒါစားပါနော်ဒါချုံမကြည့်လိုက်အောင်နော်ဟုတ်တော့能别听着，你看咱们嘞，亚比，啊，你这一路飞过来，老弟嘛，啊，俺们那个所有人的母要不？哎呀呀，路。ตัวหันเนี่ยลุงพี่
မလားအဲ့ဒါ没有没啦မလေးထမင်းထက်စားငါကြပဲနားတော့같이 보여줘. 응, 나 잡아. 에이,